ပရမဝါဆိုတဲ့အခါမှာဖရာတပါးတည်းမဟုတ်ပဲနဲ့ယဟန္တာပေါင်းအပါ60အလုံးဟာယဟန္တာဖြစ်သွားတယ်ယဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်တွေကများသောအားဖြင့်တော့ပိဿဝဂိတွေကတော့ယဟန်ဖြစ်ပြီးမှယဟန္တာဖြစ်ကြတာယသိဘဝနဲ့သောတပန်ဖြစ်တာရှင်ကိုဏညကျန်တဲ့ပုဂ္ဂိုလ်တွေလည်းယသိဘဝနဲ့ပဲဖြစ်ကြတယ်အနတ္တလက္ခဏာသုံးဟောတဲ့အခါမှာအလုံးအယံဖြစ်သွားကြတယ်ရှင်ဟန္တာဖြစ်သွားကြတယ်တော့ရှင်ကိုဏညကယဟန္တာဖြစ်တာကြတော့ယဟန်ဖြစ်ပြီးမှယဟန္တာဖြစ်တာယဟန္တာဖြစ်တာယဟန်မဖြစ်ခင်ကတော့ယသိပဲသောတပန်ဘဝတည်းယသိဖြစ်တယ်ယတတထေသာကြတော့လူ့ကြောင့်နဲ့ပဲယဟန္တာဖြစ်သွားတယ်လူကိုလူစားနဲ့ပဲယဟန္တာဖြစ်သွားတယ်အဲ့လိုမြတ်စွာဘုရားစီမှာလာပြီးယဟန္တာဖြစ်ကြတာနော်ယဟန္တာဖြစ်သွားတဲ့အခါမှာမြတ်စွာဘုရားအေဟိဘိက္ခုစရဗျမစရိယသမ္မာဒုက္ခတအတ္တကရိယာယကဲယဟန်လာခဲ့သွားခါတော့ဓမ္မောငါဟောတဲ့တရားဟာလုံးဝမှန်ကန်တယ်အမှားယွင်းမရှိဘူးဒါကရန္တိပေးတာပဲလေပစ္စည်းရောက်တဲ့ပုဂ္ဂိုလ်ဆိုကရန္တိပေးရတယ်မြတ်စွာဘုရားကလည်းယုံကြည်စိတ်ချဖို့အတွက်သွားခါတော့ဆိုသူ့အခါတော့ငါဟောတဲ့တရားမှာအလွဲမှားမရှိစေရဘူးမှန်ကန်တယ်ဒါလေးကအရင်စပြောလိုက်တာသွဲခါတော့ဓမ္မောငါဟောထားတဲ့တရားဟာအလွဲမှားမရှိဘူးစိတ်ချငါပြောတဲ့အတိုင်းလုပ်ရင်အောင်မြင်မယ်အထိတိတ်ပဲပြောတယ်နော်အဲ့လိုပြောပြီးတော့အေးယဟန်ဘုရားလိုချင်တော့အလုပ်လုပ်ရလိမ့်မယ်စရဗျမစရိယံသမ္မာဒုက္ခတအတ္တကရိယာယနိမန်လမန်နီးနဲ့ဆင်းရဲဒုက္ခအဆုံးသတ်ဖို့မြတ်သောကျင့်ကိုကျင့်ရလိမ့်မယ်အဲ့တော့ဒီနေရာမှာစရဗျမစရိယဗျမစရိယမြတ်သောကျင့်ဆိုတာမဂ္ဂင်၈ပါးမဂ္ဂင်၈ပါးမေစိမပฏิပဒါလို့ခေါ်တဲ့မဂ္ဂင်၈ပါးအကျင့်ကိုကျင့်ပါဘယ်လိုရည်ရွယ်ချက်နဲ့ကျင့်တာတော့ဆိုဆင်းရဲဒုက္ခတွေအဆုံးသတ်ဖို့ကျင့်ရအဲ့ဒီခေတ်ကဆင်းရဲဒုက္ခအဆုံးသတ်ဖို့ဆိုပြီးတော့အမျိုးစုံပဲအကျင့်မျိုးစုံကျင့်ကြတယ်ဒုက္ခရစရိယကျင့်နေကျင့်နေကာမဒုက္ခလေးကနိယောဂဆိုတဲ့ကာမဂုဏ်အာယုချမ်းသာခံစားတဲ့အကျင့်တွေကျင့်နေဤမျိုးစုံကိုယုံကြည်ရလုံနေကြတဲ့ခေတ်ကိုအဲ့တော့မြတ်စွာဘုရားကတကယ်ဆင်းရဲဒုက္ခအဆုံးသတ်မဲ့ဤစနစ်ဟာကာမဒုက္ခလေးကနိယောဂဆိုတဲ့အကျင့်လည်းမဟုတ်ဘူးအတ္တကိလမထနိယောဂလို့ဆိုတဲ့ကိုယ်နှိမ့်ဆက်ပြီးကျင့်တဲ့အကျင့်လည်းမဟုတ်ဘူးအဲ့ဒီနှစ်ခုကြားမှာချမ်းသာခံတဲ့ရင်ခံရမယ်ဆင်းရဲဒုက္ခခံတဲ့နာခံရမယ်နှစ်ဖက်နဲ့မြတ်တညီညွတ်အစွန်းမရောက်တဲ့အစွန်းရောက်တဲ့ဆိုတာဘယ်လိုဟာလဲကာမတုခလေးကနိယောဂခကြတော့ချမ်းသာပဲခံစားရမယ်ဒုက္ခမခံနဲ့အတ္တကိလမထနိယောဂအကျင့်နေကြတော့မင်းဒုက္ခမခံလို့ဘာမှမရဘူးဒုက္ခခံနိုးပိန်နိုးခိန်သူကနော်ဆဲဒုက္ခမခံရင်မရနိုင်ဘူးလို့တစ်ဖက်သက်ယူဆတာဒီဘက်ကလည်းကြင့်မနေနဲ့ကြိုက်တဲ့လောက်ချမ်းချမ်းသာသာနေနောက်ဘဝဆိုတာရှိတာမဟုတ်ဘူးနော်ဟိုတဲ့ပေါ့ဘဝဆိုတာတူတူလေးရပြောပြောနေနောက်ဘဝဆိုတာမရှိဘူးဒါကြောင့်မို့ရထားတဲ့ဘဝလေးမှာမင်းကြိုက်တဲ့လောက်ပြောအောင်နေဒါကာမဒုက္ခလေးကနိယောဂအကျင့်အဲ့ဒီကြိုက်တဲ့လောက်ပြောအောင်နေဆိုတာကိုလည်းမြတ်စွာဘုရားဒါအစွန်းရောက်သွားတယ်ပြောတဲ့နဲ့ဟာပြောရမယ်နော်နောက်တစ်ခါအတ္တကိလမထနိယောဂအနာမခံရင်ဘာမှရမှာမဟုတ်ဘူးကိုနှိမ့်ဆက်ညှဉ်းမှရမယ်ဆိုတဲ့ဆင်းရဲဒုက္ခကိုအစွန်းရောက်ခံစားတာဒါလည်းမှားတယ်အဲ့တော့မြတ်စွာဘုရားရဲ့မစ္စည်းမပฏิပဒါလမ်းကြောင်းဆိုတာနှစ်ဖက်ခွာထိုင်တာတဲ့လမ်းကြောင်းမဟုတ်ဘူးနှစ်ဖက်ကိုခြံစည်းရိုးခွာထိုင်တဲ့ဟာမဟုတ်ဘူးဆိုလိုတဲ့အဓိပ္ပာယ်ကနော်
ခုခေတ်ဆိုလို့ရှိရင်ဟိုဘက်လည်းမပါဘူးဒီဘက်လည်းမပါဘူးအလဲကောင်းမှနေတယ်ဆိုတာခြံစည်းကိုခွာထိုင်တယ်လို့ခေါ်ကြတယ်မပြတ်သားတဲ့လူလို့ပြောကြတယ်မြတ်စွာဘုရားရဲ့တရားတော်ကအဲ့ဒါလို့မဟုတ်ဘူးမစ္စည်းမပฏิပဒါဆိုတာချမ်းသာပဲခံစားရမယ်ဆိုတဲ့ဒီယူဆလည်းအစွန်းရောက်နေတယ်ချမ်းသာမှာခံစားတဲ့ချမ်းသာရှိတယ်မခံစားတဲ့ချမ်းသာရှိတယ်ဘယ်ရာပဲဖြစ်ဖြစ်လှုပ်တဲ့နာရှိတယ်မလှုပ်တဲ့နာရှိတယ်ရောနေတာအပြဲတာအစားအစာတော့မှစားတဲ့အစားအစာရှိတယ်မစားတဲ့အစားအစာရှိတယ်ခွဲရမယ်ဒါကြောင့်မြတ်စွာဘုရားချမ်းသာခံဆိုတာမဟုတ်ဘူးခံစားတဲ့ချမ်းသာခံစားမခံစားတဲ့ချမ်းသာမခံစားဒါဖြင့်ဘယ်လိုချမ်းသာမျိုးမခံစားရတာတော့ဆိုကာမဂုဏ်အာယုန်နဲ့တဏှာပွားမဲ့ချမ်းသာမျိုးမခံစားနဲ့ကာမဒုက္ခလို့ခေါ်တယ်ကာမဒုက္ခဆိုတာမျက်စိရတာခံပြီးချမ်းသာတာနာနဲ့ตายရတဲ့အတန်နေနားထောင်ပြီးတော့ပြောတာနှာခေါင်းနဲ့မွေးကြိုင်တဲ့အနံ့ဒီပေါ်မှာตายရပြီးတော့ပြောရွှင်တာလျှာကကောင်းတဲ့အရာတွေစားပြီးပြောရွှင်တာခန္ဓာကိုယ်ဟာအထိတွေ့ကောင်းတာတွေအထိတွေ့ပြီးပြောရွှင်တာစိတ်ကူးကြံစည်ပြီးပြောဒါတွေမလို့ဒီချမ်းသာမျိုးကမခံစားသင့်ဘူးအဲ့တော့ချမ်းသာနှစ်ခုရှိတယ်ကာမဒုက္ခနိက္ခမဒုက္ခကာမဒုက္ခဆိုတာတဏှာရိတာပွားလာပြီးအတိညာဉ်ကိုလျှော်ပါသွားစေတတ်တယ်ဒါကြောင့်မို့အဲ့ဒီချမ်းသာမခံစားနဲ့ခုနလုံးပြီးတော့ပြောတာကာမေတုကာမတိခဏလူကနုယောကောဆိုဒီပထမလမ်းစဉ်ဟာကာမချမ်းသာခံစားဆိုတဲ့လမ်းစဉ်ဟာလုံးဝမှားနေတယ်လုံးဝမှားနေတယ်ဆိုတာဘုရားကဘာထောက်ပြတော့ဟီနောအောက်တန်းကြတယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေဒါမျိုးမလုပ်ဘူးခံမောလူတွေရဲ့အတိုင်းဝိုင်းမှာနေတဲ့ပုဂ္ဂိုလ်တွေသာလုပ်ကြတာဟီနောခံမောပောထုဇနိကောအများကြိုက်တဲ့အလုပ်သာဖြစ်တယ်အနရိယောရိယသူတော်စင်တွေမလုပ်ဘူးဟီနောကမ္မောပောထုဇနိကောအနရိယောအဲ့ဒီကာမချမ်းသာခံစားခြင်းဖြင့်ရလက်ကောင်းထွက်သလားလို့ဆိုမထွက်ဘူးချမ်းသာပျော်ရွှင်တာတခုကလွယ်ရလက်ကောင်းမထွက်ဘူးဒါကြောင့်အနတ္ထသံဟိတောဘယ်လိုရလက်ကောင်းမထွက်တော့ဆိုရင်တတိတွေပိုကောင်းလာမလားတမာတိတွေပိုကောင်းလာတယ်ကိုကျင့်တရားတွေပိုကောင်းလာတယ်ပညာတွေထက်မြက်လာတယ်ဆိုတဲ့ရလက်ကောင်းတွေမရှိဘူးလို့ပြောတာနော်အနတ္ထသံဟိတောတန်တရားဥကလွတ်ဖို့ရလက်ကောင်းဆိုတာလည်းမရှိဘူးဒါကြောင့်မို့ပထမချမ်းသာကာမချမ်းသာကိုမခံစားနဲ့ဒါဖြင့်ခံစားစေတဲ့ချမ်းသာပါတော့ဆိုနိက္ခမဒုက္ခအဲ့ဒီကာမဂုဏ်အာယုန်တွေကိုစွန့်ကာမဂုဏ်အာယုန်ကိုစွန့်လွတ်လိုက်လို့ရှိရင်လည်းရရှိလာတဲ့ချမ်းသာတစ်မျိုးရှိတယ်အဲ့ဒီချမ်းသာကကာမဂုဏ်ချမ်းသာနဲ့မတူကာမဂုဏ်ချမ်းသာကစိတ်ပူစရာတွေနဲ့ရောထွေးပြီးတော့နေတယ်နိက္ခမဒုက္ခဆိုတာစိတ်နှလုံးအေးချမ်းတယ်လူတွေတစ်ခါအိမ်မှာနေရတဲ့အခါမျိုးနဲ့ဟုတ်လားတောတောင်ရေမြေပြင်ထွက်လာတဲ့အခါသို့မဟုတ်ဘုန်းကြီးကျောင်းရောက်လာတဲ့အခါအိမ်မှာနေရတဲ့ချမ်းသာမှုမျိုးနဲ့ဘုန်းကြီးကျောင်းရောက်ပြီးဥပုသ်ဆောင်ရတဲ့ချမ်းသာမှုမျိုးမတူတတ်ဘူးလေကွယ်ပြချမ်းသာတယ်အဲ့ဒီဒါကိုနိက္ခမဒုက္ခလို့ခေါ်တယ်ဥပတမဒုက္ခစိတ်နှလုံးအေးချမ်းတဲ့ချမ်းသာအဲ့တော့ချမ်းသာခံကာမချမ်းသာကိုခံရမယ်ဆိုတဲ့ဒီယူဆတစ်ခုကအစွမ်းရောက်နေတာသာဖြစ်တယ်ကာမချမ်းသာကိုမခံစားနဲ့နိက္ခမဒုက္ခချမ်းသာကိုတော့ခံစားဒါကိုမစ္စည်းမပฏิပဒါလို့ခေါ်တာနော်ခွဲခြားပြီးတော့ပြောတာအတ္တကိလမထနုယောကောသက်ဒုက္ခခံပြီးတော့အနာခံမအသာဆိုင်ရမယ်ဆိုရယ်ရည်ရွယ်ချက်နဲ့ဒုက္ခသက်ခန္ဓာကိုနှိပ်စက်တာနှိပ်စက်ပါများတဲ့အခါမှာစိတ်ဓာတ်ပါကျလာပြီးတော့ကိလေသာအာယုန်စိတ်တွေနဲသွားတယ်အဲ့ဒါမှန်ကန်တဲ့နိလမဟုတ်ဘူးတဲ့ဒုက္ခဖြစ်ုံတတ်ပဲအနရိယောသူတော်စင်နေမလုပ်ဘူးတဲ့အနတ္ထသံဟိတောအဓိကတော့အဲ့ဒါပဲနာအထသံဟိတောကောင်းတဲ့ရစမထွက်ဘူးလို့ပြောတာကောင်းတဲ့ရစဆိုတာဘာတော့အသိဉာဏ်တွေတိုးတက်မလာဘူးအသိဉာဏ်တွေတိုးတက်လာတယ်စိတ်နှလုံးတွေအေးချမ်းလာတယ်ဆိုရင်ကောင်းတယ်အဲ့ဒါမျိုးမရဘူးတဲ့
ကိုကျင့်တရားပဲကလည်းပို့ပြီးတော့ကောင်းမလားဘူးတမာရီတွေလည်းပို့ကောင်းမလားဘူးအသိပညာတွေလည်းပို့ပြီးတော့ထက်မြက်မလားဘူးကောင်းတဲ့ရစမထွက်ဘူးတဲ့အဲ့ဒါကြောင့်မလို့ဒုက္ခခံရုံတက်ဆိုတဲ့အတ္တကိလေသာနိယောဂကိုမကျင့်နဲ့ဒါပေမဲ့လို့မဂ္ဂင်၈ပါးအကျင့်တရားကျင့်တဲ့အခါမှာအယိုးကြည်ကြည်အေးခမ်းခမ်းလမ်းမှတ်မိဆိုရင်မင်းဒုက္ခခံရလိမ့်မယ်နော်လမ်းမှတ်မိဆိုရင်အဲ့ဒီလမ်းမှတ်တိုင်းဒုက္ခခံဥပုသ်ဆောင်နေဆိုရင်ဘိုက်တော့ဆာမှာပေါ့အဲ့ဒီဘိုက်ဆာရဆိုတဲ့ဒုက္ခကိုခံရမယ်သို့တော့ဥပုသ်ဆောင်တယ်ကမ္မထာတိုင်းညောင်းညပင်မှမှုရှိမယ်အဲ့ဒီဒုက္ခတော့ခံရမယ်သို့တော့ရရှိလာတဲ့ရဇကအမှန်တန်ကောင်းတယ်ကောင်းတဲ့ရဇထွက်လာတယ်အဲ့တော့မရှိမပฏิပဒါဆိုအလဲကောင်ခွားထိုင်ပြီးခြံစည်းရိုးပေါ်မှာထိုင်ပြီးဟိုဘက်မရောက်ဒီဘက်မရောက်လမ်းစဉ်မဟုတ်ဘူးသူကနော်ခွဲခြားဆုံးဖြတ်ထားတာသူအဲ့လိုမြင်မို့လို့တယ်ခံစားတဲ့ချမ်းသာခံစားရမယ်ဒုက္ခခံပြီးတော့လှုပ်တင်တာလှုပ်ရမယ်ဘုရားကိုယ်တိုင်ကအယိုးကြည်ကြည်အေးခမ်းခမ်းကိုမျောမှန်းနဲ့ပန်းနိုင်မရောက်ဘူးဆိုရင်ဘယ်တော့မှနောက်မဆုတ်သေခြင်းသေပါစေကိုမှန်းထားတဲ့ပန်းနိုင်မရောက်မချင်းနောက်မဆုတ်ဘူးဆိုတာတော့ကျုပ်ကအထောက်မှုလုပ်ရမယ်အဲ့ဒါအတ္တကိလေသာနိယောဂလို့မခေါ်ဘူးတော့ကနေ့ခေတ်ကဒီဒိဗေတွေကိုနားမလဲတဲ့အခါကျတော့ဘာတွေပြောကြတော့ဆိုကမ္မထာထိုင်တာလဲမြတ်မြတ်တာထိုင်ဒါကြီးခန်းနေအတ္တကိလေသာနိယောဂဖြစ်တယ်လို့ဘာလို့ပြောကြတာလဲရှိတယ်အဲ့ဒီအဓိပ္ပာယ်မဟုတ်ဘူးနော်အတ္တကိလေသာနိယောဂဆိုတာတက်ပင်မှန်ခန္ဓာဘာရစကောင်းမှထွက်ဘူးအခုကနီလန်းမှန်နေသည့်အတွက်ကြောင့်ရစကောင်းတွေထွက်ရမယ်အသိဉာဏ်တွေတိုးတက်လာတယ်သမာဓိတွေတိုးတက်လာတယ်စိတ်ဓာတ်တွေမြင့်တက်လာတယ်အဲ့ဒီရစကောင်းထွက်တယ်ဒီဒုက္ခခံမှုကိုတော့ခံရမယ်အဲ့တော့မစ္စည်းမပฏิပဒါဆိုတာအဲ့ဒါကိုပြောတာနှုတ်ဆိုရင်မစ္စည်းမပฏิပဒါကိုအဓိပ္ပာယ်ဖော်တာမှားသွားတာတဲ့ပေါ့နော်အဓိပ္ပာယ်ဖော်တာမှားတတ်တယ်နှစ်ခုစလုံးကို analyze လုပ်တယ်ခွဲခြားစိတ်ဖြာပြီးတော့ကြည့်တယ်အဲ့တော့အချင်းချင်းပြောမယ်ဆိုရင်ခံစားတဲ့ချမ်းသာမခံစားတဲ့ချမ်းသာမခံစားတဲ့ချမ်းသာကိုမခံနဲ့ခံစားတဲ့ချမ်းသာကိုခံဆင်းရဲဒုက္ခခံဆိုတဲ့နေရာမှာအကျိုးရှိရင်ဆင်းရဲဒုက္ခခံအကျိုးမရှိဘဲနဲ့မခံနဲ့ဒါပဲပြောတာနော်အဲ့ဒါမစ္စည်းမပฏิပဒါပဲတောင်မရောက်မြောင်မရောက်ခြံစည်းရိုးခွတ်ထိုင်တဲ့ဝါရမဟုတ်ဘူးခြံစည်းရိုးခွတ်ထိုင်တဲ့ဒီမစ္စည်းမပฏิပဒါအကျင့်မဟုတ်ဘူးဆိုတော့သဘောပေါက်ဖို့လိုတယ်ဒါကြောင့်မို့မြတ်စွာဘုရားမစ္စည်းမပฏิပဒါရဲ့အကျိုးဟောတဲ့အခါမှာကြတော့အယံခောတာဘိက္ခွေမစ္စည်းမပฏิပဒါတထာဂတိနပฏิတံအဘိတံဗုဒ္ဓစက္ခုကရဏီအမှန်တရားကိုမြင်နိုင်တဲ့မျက်စိမင်းရမယ်ဒါရစကောင်းထွက်တာဒီလမ်းကြောင်းကသွားရင်မင်းအမှန်တရားဆိုတာဘာလဲသိတဲ့မျက်စိမင်းရလိမ့်မယ်ပညာမျက်စိရညာနာကရဏီအသိဉာဏ်တွေပေါ်လာလိမ့်မယ်ဥပဒမာယစိတ်နှလုံးတွေလည်းအေးချမ်းလာတယ်အဖိညာယအရင်ကမသိတာတွေသိလာတယ်တံဘောရာယကောင်းကောင်းကြီးထိုးရပြီးတော့သိလာမယ်နိဗ္ဗာန်ယရှင်တွေကအပူတွေငြိမ့်သွားရမယ်ဒါရစကောင်းတွေပဲလေမစ္စည်းမပฏิပဒါအကျင့်ဆိုတာအဲ့လိုရစကောင်းတွေထွက်ရမယ်အဲ့တော့အတ္တကိလေသာနိယောဂလည်းဒီရစမရဘူးဒီလိုအကျိုးဆက်ကိုမရဘူးဒီလိုအကျင့်ကောင်းဒီလိုကောင်းကျိုးမရဘူးကာမတုခလိကနိယောဂလည်းဒီလိုကောင်းကျိုးမျိုးနော်အကျိုးသက်ရောက်မှုမရှိဘူးဒါကြောင့်အကျိုးသက်ရောက်မှုရှိတယ်ချမ်းသာခံစားတဲ့ချမ်းသာခံစားဆင်းရဲဒုက္ခခံတဲ့ဆင်းရဲဒုက္ခကိုခံအဲ့ဒီလိုကျင့်ကြံကြုတ်ကိုအထုတ်ခြင်းသာလဲမစ္စည်းမပฏิပဒါအဲ့မစ္စည်းမပฏิပဒါလမ်းကြောင်းကသွားလို့ဆိုပြီးတော့ရှမ်းတွေကိုအဲ့ဒီလိုသွန်သင်ဆုံးမလိုက်တာအလုံးဟာလမ်းမှန်ပေါ်ရောက်ပြီးတော့ယဟန္တာဖြစ်သူရောက်နေချတာအပါ60တဲ့ဣတိပတနာမှာပထမဝါဆို